ရွှေမကြီးတောင်တွေပေးတဲ့မွေကြီးတခါတော့ကပုံနာကြီးတယောက်ရှိတယ်သူကလေယာလုတ်ကင်ပါတယ်ဒါပေမဲ့လေကမအောင်မြင်တော့ပဲအလုပ်ကျိုးစားနဲ့အကျိုးမပေးတော့ဆင်းရဲလာတယ်ဒီနေ့ကျတော့မနေ့ကနေညနေထိလေထဲမှာတကောကုန်းနဲ့အလုပ်ရလို့မောလုံးလာနဲ့ဒီတစ်ပင်ရိပ်မှာတမီးတော့အိတ်လိုက်ပါအောင်မယ်ဆိုပြီးလက်ကင်းပေးကတစ်ပင်ရိပ်ထဲမှာလဲလိုက်တယ်လဲလိုက်ရုံပဲစီသေးအနားမှာရှိတဲ့ခြားတောင်မူကြီးတွေကမူကြီးတကောင်ပပြင်းကြီးခွက်ပြီးထွက်လာတော့ကိုမြင်လိုက်ရတယ်ဒါကိုမြင်တော့ပုံနာကြီးကစိတ်ထဲမှာဟိုးဒီမူကြီးကတာမန်မူမဟုတ်ဘူးဧကန်ကဒီလက်ကိုစောင်းတဲ့နတ်ကြီးဖြစ်မယ်ငါကတခါမှနွားတို့တစုံမုတ်ကြိုးတစ်ဆက်တော့မပူဇော်ဘူးဒါကြောင့်လဲငါလက်ကမအောင်ငါဆင်းရဲနေတာဖြစ်မယ်လို့တွေးမိဒီလိုဆိုနတ်ကြီးကိုတေချာပူဇော်ရတာမယ်လို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီလိုတွေးပြီးချက်ချင်းပဲထားပြီးတဲကိုပြန်တယ်ကြီးွက်တစ်ခွက်ကိုယူပြီးနွားတို့ဖြူဖြူလောင်းထည့်လိုက်တယ်ပြီးတော့ခြားတောင်ဖို့စီကိုသွားပြီးတောင်ဖို့ချင်းမှာနွားတို့ကိုခြာထားလိုက်တယ်ပြီးတော့နတ်ကိုခေါ်ပြီးဒီလိုပြောတယ်အိုးအရှင်လဲဆောင်နတ်မင်းကျွန်တော်တို့ကအမိုင်းမဲ့ဖြစ်လို့အရှင်နတ်ကြီးဒီတောင်ဖို့မှာနေတာကိုမသိခဲ့ပါဘူးအခုမှသိရလို့နွားတို့ဖြူစင်ကိုခွင့်နဲ့ပူဇော်ပြရစီသုံးဆောင်ပါလို့ပြောပြီးကြီးကိုထားခဲ့တယ်နောက်တစ်နေ့မိုးလင်းတော့ပုံနာကြီးကခြားတောင်ဖို့ကိုသွားကြည့်တယ်ကြည့်ရတော့နွားတို့ကမရှိတော့ဘူးဒါပေမဲ့နွားတို့ခွက်ထဲမှာရွှေမကြီးတောင်တရောင်းကိုတွေးရတယ်အဲ့ဒီနေ့ကစားပြီးပုံနာကြီးကနေတိုင်းမပြတ်မကုတ်ပဲနွားမကြီးကိုနှုံးညစ်ကြီးွက်ကိုပြောင်းတိုက်နွားတို့နဲ့လဲဆောင်နတ်ကြီးကိုပူဇော်နေတာပါပဲနေတိုင်းတဲ့ရွှေမကြီးတောင်တရောင်းစီရနေတယ်အဲ့ဒီတော့တနေ့မှာတော့ပုံနာကြီးကတခြားကြောင်ကိုခီးထွက်ရတဲ့အကြောင်းပေါ်လာတယ်ဒါနဲ့သူသားကိုခေါ်ပြီးငါမစည်းတဲ့နေ့တွေမှာနွားတို့နဲ့နတ်ကိုမပြတ်မကွက်ပူဇော်ထားပါလို့တောင်းပေးခဲ့တယ်ဒါကလည်းအဖေပြောတဲ့အတိုင်းညနေကျနွားတို့ခွက်ကိုယူခြားတောင်းဖို့ချီရင်မချပြီးရင်အိမ်ပြန်နေနောက်တစ်နေ့မိုးလင်းတော့သွားကြည့်တယ်သွားကြည့်တော့ရွှေမကြီးတောင်ကိုတွေ့ရတယ်ဒါကိုမြင်ပြီးပုံနာသားကစိတ်ထဲမှာဒီတောင်မိုးထဲမှာရွှေမကြီးတောင်တွေအများကြီးရှိမှာပဲမိုးကိုတက်နဲ့ရွှေကုန်ငါရမှာပေါ့လို့လောဘစိတ်ဝင်လာအဲ့ဒီလိုတွေ့ပြီးနောက်တစ်နေ့ညနေနွားတို့ခွက်ကိုလာချတဲ့အခါအိမ်ကမပြန်ပဲတောင်မိုးကွယ်မှာချောင်းနေတယ်ငွေကြီးထွက်လာတဲ့အချိန်မှာတင်းမုတ်ကြီးနဲ့ရုတ်တရက်ထုလိုက်တယ်ဒါပေမဲ့ကံကောင်းလို့ငွေကြီးကိုမထီသွားဘူးငွေကြီးလည်းရန်ဒေါသထွက်သွားပြီးပပင်းကြီးထောင်းကအရှယ်ထဲပေါက်လိုက်တာပုံနာသားမြေပေါ်ကိုဘုံဆိုပြီးလဲကျသွားပြီးချက်ချင်းသိဆုံးသွားတယ်အဲ့ဒီအခါဆွေမျိုးသားချင်းတွေစုဝေးလာကြပြီးပုံနာတို့ရဲ့ထုံးစံတိုင်းပုံနာသားကိုမိတဲ့ချိုလှုပ်လိုက်ကြတယ်နေ့ရက်တော့ကြာတော့ပုံနာကြီးကခီးကနေပြန်လာတယ်သူသားသိဆုံးသွားပြီဆိုတာကြားလိုက်ရတော့ပုံနာကြီးဟာအယံဝမ်းနဲ့ပူဆွေးရတယ်ဒါပေမဲ့တနေ့ကျတော့နွားတို့ခွက်ကိုယူပြီးခြားတောင်မှုစီသွားကလေဆောင်နတ်ကြီးကိုထပ်ပြီးချီးပူဇော်ပြန်တယ်ဒီကတော့မွေကြီးကချက်ချင်းထွက်မလာဘူးအတော်ကြာကြာပူဇော်ပြီးမှသာတွင်းပေါ်မှာခေါင်းကလေးပြီးပုံနာကြီးကိုစကားပြောတယ်ဟဲပုံနာမိုက်အသိရဲ့နေငါစီလာတာလောဘကြောင့်ပဲကိုသားသေးတာကိုတော့မိနိုင်တဲ့အထိလောဘဝင်နေပြီဒီနေ့ကစပြီးအသိနဲ့ငါမိတ်ဆွေမဟုတ်တော့ဘူးအသိသားကငယ်ရွယ်လို့မိုင်းမဲပြီးငါ့ကိုတင်းပုံးနဲ့တက်ကိုကြံစည်ခဲ့တယ်ငါလည်းဒေါသထွက်လို့ပေါက်တက်လိုက်ရတယ်ဒီတော့ငါကအဲ့ဒီတင်းပုံးကိုမိနိုင်မလားအသိကသားဆုံးတာကိုမိနိုင်မလားလို့ပြောတယ်အဲ့ဒီလိုပြောပြီးတော့ပုံနာကြီးကိုပလဲတလုံးပေးလိုက်ပြီးတွင်းထဲကိုဝင်သွားတယ်မဝင်ခင်မှာလည်းပုံနာကြီးကိုနောက်ကိုမလာနဲ့တော့လို့မှားလိုက်တယ်ပုံနာကြီးတဲ့ဝမ်းနဲ့ပက်လက်နဲ့မလိမ္မာတဲ့သားကိုစိတ်ထဲမှာချိန်ဆအိမ်ပြန်သွားရရှာပါတယ်